ဒီနေ့ကတော့အရန်ပူတယ်ပေါ့နော်ဒါလေးမဖြစ်ဆောင်ထားရတယ်ပေါ့နော်အနေဒါပူလို့ရှိရင်ရွှေနှန်းတွေနမ်းမယ်ရွှေတွေထွက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီကြိုင်းလင်းလေးကိုလိမ့်ပေးရမှာပေါ့နော်ဒီကြိုင်းလင်းလေးကမင်းကလေးအတွက်ပဲရှိတာမဟုတ်ဘူးနော်ယောက်ျားလေးအတွက်လည်းရှိတယ်ပြီးလို့ရှိရင်ရရှိလို့ရှိရင်မှာလာလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကွာမင်းကလေးပေါ့နော်သူသားသွားလို့ရှိရင်ကြိုင်းနှန်းတွေမကောင်းဘူးအဲ့ဆိုလို့ရှိရင်အဆင်မပြေနေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကြိုင်းလင်းလေးက24နာရီလေးခံတယ်ပြီးလို့ရှိရင်အရန်လဲမွေးတယ်ကွာမင်းကလေးဆိုတော့နော်မရှိမဖြစ်လို့တယ်ပေါ့နော်သူသားသွားလို့ရှိရင်တိုင်းနာနန်နေလို့ရှိရင်အဆင်မပြေဘူးလေနော်အဲ့ဒါကြောင့်မလို့ဒီတိုင်းလေးကိုတော့300မှာပေါ့နော်မရှိမဖြစ်နော်မင်းကလေးတွေအားလုံးကိုပြောချင်ပါတယ်မင်းကလေးတမကယောက်ျားလေးတွေဆိုပို့ပြီးတော့စိုးတာပေါ့နော်သူတို့သွားလို့ရှိရင်ရွှေနှန်းကယောက်ျားလေးကမင်းကလေးထက်ပိုစိုးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ယောက်ျားလေးတွေလည်းတုံးဖို့လိုတယ်ပေါ့နော်တုံးတင်တယ်ပေါ့နော်တချို့လူတွေကပြောမယ်ကွယ်ကွာယောက်ျားလေးပဲလေတုံးချမလို့ဘူးပေါ့ကွာအဲ့လောက်ထိမလို့မင်းကလေးတော့တက်ရအဲ့လောက်ထိမလို့ဘူးမဟုတ်ဘူးနော်လုံးဝမဟုတ်ဘူးလူဆိုတာကိုနန်းကောင်းနေမှသူသားသွားတာမျက်နှာရှိတယ်ပေါ့နော်အဲ့ဒါမှဘာပဲလုပ်ဘာပဲကအဆင်ပြေတယ်ပေါ့နော်ဒါကြောင့်မလို့ပစ္စည်းကိုစိတ်ဝင်စားရင်ဆန်လစီမှာလာမှာလို့ရတယ်ပေါ့နော်ယောက်ျားလေးစီတက်လည်းရှိတယ်မင်းကလေးတက်လည်းရှိတယ်ပြီးလို့ရှိရင်ကိုယ်စားလည်းလက်ခံပါတယ်စိတ်ဝင်စားတယ်စံသုံးချရှင်တဲ့သူတွေအတွက်လည်းဆန်လမာလာမာလို့ရတယ်ပေါ့နော်ယောက်ျားလေးအတွက်ကအပြာပါမင်းလေးအတွက်ကအပန်းပါကိုယ်စားလေးလက်ခံပါတယ်နော်ဆန်လမ်ပင်လုံးပါ